大家好，欢迎来到 Chinese 蜜月 Chinese 蜜月 channel ကနေကြိုဆိုပါရစေ။ဒီနေ့မှာ汉语3汉语3သင်ခန်းစာ3ကိုတားကြည့်ရအောင်။ဒီသင်ခန်းစာ3မှာဆိုလို့ရှိရင်အချိန်နာရီစက္ကန့်တွေကိုဘယ်လိုပြောရလဲဆိုတာကိုလေ့လာရမှာပါ။အရင်ဆုံး meaning လေးတွေကိုကြည့်ကြမယ်နော်။ကြည့်ရအောင်။现在现在现在အခု点ဆိုတာနာရီအဆက်အပြောက်လေးတွေကိုလည်း点လို့ခေါ်တယ်ဒီနေရာမှာတော့နာရီလို့သုံးမယ်点半တဝက်零တုံည分minute刻15မိနစ်15မိနစ်ဒီမှာပန့်ဆိုရင်နိုင်ဝက်ဒီအချိန်နိုင်တွေကိုပြောတဲ့အခါမှာပန့်ဆိုရင်နိုင်ဝက်ကိုပြောပြီးတော့ခုဆိုတာ15မိနစ်ကိုခုဆိုရင်15မိနစ်ကိုပြောပါတယ်ချဆိုရင်လူဒီခြားနာဒီအချိန်တို့နိုင်တို့မှာချဆိုရင်9နိုင်ထိုးဖို့ဘယ်နှမိနစ်လိုသေးတယ်ဆိုရင်ချ10分钟ဒီလိုเนาะချကိုသုံးတယ်洗澡ရေချိုးသည်睡觉အိပ်သည်起床အိပ်ရာထသည်开始စတင်သည်ကဲ meaning လေးတွေကိုသိပြီးသားပြီဆိုရင်အပေါ်ကစာပိုက်လေးတွေကိုကြည့်ရအောင်现在8点半现在8点半现在ဆိုတာအခု8点ဆိုတာ8နာရီ半ဆိုတော့တဝက်ဆိုတော့8နာရီခွဲ8点半ဆိုတော့8နာရီခွဲ8点半8နာရီခွဲ8ဆိုတာ8点ဆိုတာနာရီ半ဆိုတာတဝက်အဲ့တော့8点半ဆိုတော့8နာရီခွဲ现在几点အခုဘယ်နှစ်နာရီလဲ现在ဆိုတာအခုကြီးဆိုတာမင်းကွန်းကိုမေးတာဘယ်နှစ်နာရီလဲပေါ့နော်ဘယ်နှစ်几点ဆိုတော့ဘယ်နှစ်နာရီလဲပေါ့几点ဘယ်နှစ်နာရီလဲအခုဘယ်နှစ်နာရီရှိပြီလဲဆိုတော့现在几点အခုဘယ်နှစ်နာရီရှိပြီလဲအခု8နာရီပါဆိုတော့အခုဆိုတာ现在8点ဆိုတာ8နာရီ现在8点အခု8နာရီပါ现在11点05分现在11点05分အခုက7နာရီနဲ့5မိနစ်ပါ现在ဆိုတာအခု11点ဆိုတာ7နာရီအမှ05分0ဆိုတာ35ဆိုတာ5分ဆိုတာမိနစ်အဲ့တော့35မိနစ်ဆိုတော့7နာရီထိုးပြီးတော့5မိနစ်ပေါ့နော်现在11点05分အခုက7နာရီနဲ့5မိနစ်ပါ现在11点一刻现在11点一刻ဆိုတာ15မိနစ်အဲ့မှာ2刻ဆိုလို့ရှိရင်မိနစ်30ဖြစ်သွားမှာเนาะဒါပေမဲ့အဲ့လိုမျိုးမသုံးဘူး2မိနစ်30လို့ရှိရင်半个小时နိုင်ဝက်半ကိုပဲသုံးတယ်เนาะအမှ现在11点一刻အခု7နာရီ15မိနစ်ပါဆိုတော့现在11点一刻အခုကတော့11点半ဆိုတော့7နာရီခွဲပေါ့နော်7နာရီမိနစ်30ဆိုလို့ရှိရင်现在11点半7နာရီ半ဆိုတာတဝက်ဆိုတော့မိနစ်30 7ခွဲပါဆိုတော့现在11点半现在差10分12点ချစနာမင်းနေကြည့်တဲ့အခါမှာချဆိုတာလိုဒီလို့ပြောထားတယ်เนาะအဲ့တော့ချ10分ဆိုတော့10分ဆိုတာ10မိနစ်အဲ့တော့10မိနစ်လိုတယ်ဆိုတော့ခါကျတော့ချ10分အရင်ဆုံးလိုတာကိုအရင်ပြောမယ်ချ10分အခုကဆိုတော့现在ချ10分10မိနစ်လိုတယ်ဘာဘယ်နှစ်နာရီထိုးဖို့လိုတာလဲ12点12နာရီထိုးဖို့အတွက်10မိနစ်လိုသေးရဆိုတော့
7:50ပေါ့နော်အဲ့တော့အဲ့ဒီဟာကိုဒီစနစ်ထိုးဖို့7မိနစ်လိုသေးရဲ့ဒီလိုဆိုရင်差10分7မိနစ်လိုသေးရဲ့差10分12点差10分12点နော်ခုက7နိုင်ထိုးဖို့7မိနစ်လိုပါသေးတယ်ကဲနောက်တစ်ခုကြည့်မယ်你几点洗澡洗澡ဆိုတာပါလေ洗澡ဆိုတာရေချိုးတယ်အဲ့တော့几点洗澡ဘယ်ချိန်ရေချိုးမှာလဲနင်ဘယ်ချိန်ရေချိုးမှာလဲဆိုတော့你几点洗澡你几点洗澡နင်ဘယ်ချိန်ရေချိုးမှာလဲ我早上7:10洗澡我早上7:10洗澡我ငါက早上ဆိုတာမနေ့7:10ဆိုတာ9နာရီနဲ့10မိနစ်မှာ洗澡ရေချိုးမယ်ငါမနေ့9နာရီ10မိနစ်မှာရေချိုးမှာဆိုတော့我早上7:10洗澡你几点睡觉你几点睡觉你几点睡觉ဘယ်ချိန်အိပ်မှာလဲနင်ဘယ်ချိန်အိပ်မှာလဲဘယ်နှစ်နာရီအိပ်ရဝင်မှာလဲ我晚上8:40睡觉。我晚上8:40睡觉နော်ငါည8နာရီ40ဆိုတော့40 40နောက်က fan မထည့်ထားပေမဲ့လည်းကိုကသိရမယ်ဒါ40စမိနစ်40 40分钟ပေါ့နော်40分钟တကယ်အပြည့်စုံဆိုလို့ရှိရင်ဒါပေမဲ့အပြည့်စုံမပြောဘူးဒီမှာဆိုရင်8:40လို့ပြောတယ်အဲ့တော့8:40ဆိုတာ8နာရီမိနစ်40အိမ်မယ်ရွှေ့ကြနော်我晚上8:40睡觉ငါည8နာရီ40မိနစ်မှာအိမ်မယ်ကဲအောက်ကစာပိုက်လေးကိုဖတ်ကြည့်ရအောင်ဒီမှာဆိုရင်现在8:半现在8:半အခု8နာရီခွဲ我早上7:10起床ဒါဆိုရင်ငါမနက်ကို9နာရီ10မိနစ်မှာအိပ်ရာထားတယ်7:半吃早饭7:半吃早饭9နာရီခွဲမှာ早饭ဆိုတာမနက်စာ吃早饭ဆိုတာမနက်စာစားတယ်9နာရီခွဲမှာမနက်စာစားတယ်差10分8点差10分8点是奶托婆7မိနစ်အလိုဆိုရင်我和弟弟一起去学校我和弟弟一起去学校ကျွန်တော်ရဲ့ညီလေးရဲ့အတူတူကျောင်းကိုသွားတယ်一起ဆိုတာအတူတူ去ဆိုတာသွားတယ်学校ဆိုတာကျောင်းအဲ့တော့我和弟弟一起去学校我们8:30开始上课我们8:30开始上课ငါတို့8နာရီခွဲမှာစပြီးတော့စာသင်တယ်上课ဆိုတာအတန်းတက်တယ်开始ဆိုတာစတယ်အဲ့တော့8နာရီခွဲစတင်တယ်ပေါ့နော်中午12点吃午饭中午12点吃午饭နေ့လေဆိုတာ中午ဆိုတာနေ့လေ12点12နာရီမှာ吃午饭နေ့လေစားတယ်下午3点ညနေ3နာရီ下午3点ညနေ3နာရီမှာ我和弟弟一起回家我和弟弟一起回家ညနေ3နာရီဆိုရင်ငါရဲ့ညီလေးရဲ့ဟာအတူတူအိမ်ပြန်ကြပါတယ်ကဲအဲ့ဆိုရင်တင်ခန်းစာ3ကတော့ပြီးပါပြီဒီထက်ကတချို့ meaning လေးတွေကိုမတိသေးဘူးဆိုရင်ရှေ့ဗီဒီယိုတွေမှာတင်ပေးတဲ့ Hanyu 1နဲ့2ကိုလေ့လာကြည့်မယ်ဆိုရင်ဒီ meaning လေးတွေကိုအကုန်လုံးသိမှာပါ谢谢大家再见နားမလဲတာမေးချင်တာရှိလို့ရှင်လဲ comments မှာမေးလို့ရပါတယ်再见